တင်က media professional နဲ့အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့အလုပ်လုပ်တဲ့အခါတိုင်းမှာ portfolio အဝတ်အထောင်းခံရလို့ဘာဖို့ပဲရမှမသိဘူးအများနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကတင်တက်ပဲဖြစ်ပါတယ်။အတွေ့အကြုံဘယ်လောက်ရှိတယ်သူဘယ်လိုတွေမှာလောက်ဖူးတယ်ဆိုတာမျိုးကိုပေါ့နော်စကားအများကြီးပြောစရာမလိုဘဲနဲ့ဗီဒီယိုတွေကနေတစ်ဆင့်ကိုယ်ယုံကြည်မှုရရှိစေမှာဖြစ်တယ်တစ်ဖက်ကလည်း detail ပြန်ပြီးတော့စဉ်းစားရတယ်ပေါ့နော် okay ငါတို့ project ဒီဒါမျိုးရိုက်မယ် project ဒီလူတွေလုပ်ဖူးတဲ့ပုံစံနဲ့ကြိုက်လာကိုပြန်ပြီးတော့စဉ်းစားစီခြင်းပါတယ်ငါကဒီရုပ်ရှင် project တွေကိုအလုပ်များတဲ့သူလား music video တွေ TV series တွေကိုအလုပ်များတဲ့သူလားဒါမှမဟုတ်ဒီ event type တွေကိုလိုက်ပြီးတော့ရိုက်တာမျိုးများတဲ့သူလားပေါ့နော်အရင်ဦးဆုံးအဲ့လိုစဉ်းစားတင်ပါတယ်အလုပ်လုပ်ဖူးတဲ့ project တွေကိုတစားစီပေါ့နော် Facebook link နဲ့ YouTube link နဲ့ TikTok link နဲ့အကုန်လုံးကိုစုပြီးတော့ဒီစာတစ်စောင်နဲ့ပေါ့နော် link 15ခုခု20လောက်ကိုစုပြီးတော့ပို့ချလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေကိုအများဆုံးကြုံရဖူးတယ်ပေါ့နော်